တောင်ကုန်းကလေးပေါ်ကရွာလန်းခင်းကလေးတဲ့အေးဆက်နေတဲ့လေတွေကတိုက်တကိုင်းတွေရဲ့အရိပ်ကလမ်းမှာပုံရိပ်ထူးနေတယ်ကိုမင်းမောင်တို့9ယောက်ပင်ပန်းကြီးငွေ့စွာကားဘေးမှာထိုင်နေကြတယ်ဖုံးချက်ပြမရဘလို့လုပ်ရမှန်းမသိဟဲ့ဒီမှာမီးတွေမြင်ရတယ်မဟုတ်လားဝိုင်းဝိုင်းကရွာဝင်ပေါက်နာကတောထဲကမီးချစ်တီးလေးတွေကိုလက်ညှိုးထိုးပြတယ်ဟဲ့ဒီမှာမီးတွေမြင်ရတယ်မဟုတ်လားဝိုင်းဝိုင်းကရွာဝင်ပေါက်နာကတောထဲကမီးချစ်တီးလေးတွေကိုလက်ညှိုးထိုးပြတယ်မီးရောင်ကဖြော့တော့ပေမဲ့အတော်ဝေးမဲ့မထင်လမ်းလျှောက်ရမှာပဲဆိုပြီးဆုံးဖြတ်လိုက်ကြတယ်လမ်းကတစ်လျှောက်လုံးဝတိတ်ဆိတ်နေတဲ့တစ်ပင်တွေရဲ့အရိပ်ကလူကိုဖုံးလိုက်တယ်လို့2မိုင်လောက်လျှောက်ရင်းရှေးဟောင်းပိမှန်ပြက်တစ်ခုလိုဖြစ်နေတဲ့ရွာကလေးကိုရောက်လာတဲ့အိမ်တွေကမြေအိုးဝါးတစ်သားတွေနဲ့ဆောက်ထားပြီးအတော်ဟောင်းနှွမ်းနေတဲ့လူတန်ကြားရတယ်ဆိုပေမဲ့လူပုံမပေါ်ဘူးဟိုမှာလူကြီးတယောက်ဇူးဇူးကအိမ်တအိမ်ရဲ့ခြေတရံမှာထိုင်နေတဲ့ဖမ်းဝဖွေးဖွေးဘိုးကြီးကိုညွှန်ပြတယ်ဘယ်ကလာကြတာလဲကွယ်အဘိုးကြီးကအတန်ကြမ်းကြမ်းနဲ့မေးတဲ့အတန်ထဲမှာစိတ်မဝင်စားသလိုအေးဆက်နေတယ်ကားပြက်တာကိုရှင်းပြပြီးဆက်သွယ်ရန်အိတ်ဆရာရှိမရှိမေးတော့အဘိုးကြီးခေါင်းငယ်ပြီးအိမ်မက်ဆဲတက်ကိုညွှန်ပြလိုက်တယ်ဟိုအိမ်လူနေတဲ့အလောင်းဆန်တုံးကအိမ်ဘဲเจ้าမှာတော့မကြောက်နဲ့နော်ပြောပြီးသူ့ပါဆက်ထဲထွက်လာတဲ့ဟဟတိုင်လူကိုခြေတလုံးတွေထုံသွားစေတယ်အိမ်မက်ဆဲတက်ကိုရောက်တော့တခါဟောင်းကြီးကကြွတ်တွေတက်လို့မြည်နေရဲ့အတွင်းကမောင်မီးနေပြီးဖုံတွေထူနေတဲ့ဗီယိုဟောင်းတစ်လုံးပေါ်မှာဂျေးမုံဟောင်းကြီးတစ်ချက်ဖုံးအုပ်ထားတဲ့အဝတ်နီနီတစ်ထည်ရှိနေရဲ့အဲ့ဒါပါလေထုံထုံကလက်ညှိုးထိုးပြတယ်မကြည့်နဲ့တော့ထုံထုံဒီရွာကလန့်เสียကောင်းတယ်ဇူးဇူးတုံတုံရီရီပြောတယ်ဘာမှမဖြစ်ပါဘူးဂျေးမုံဟောင်းတစ်ချက်ပဲကိုမင်းမောင်ကသူ့ကိုယ်သူအားပေးပြောလိုက်တယ်ညနေတန်းခေါင်ချိန်ကိုမင်းမောင်အိမ်မက်ထဲလူမီတယောက်ရဲ့မြည်ဟီးတန်နဲ့နိုးလာတဲ့အိတ်ခမ်းထဲမှာအေးဆက်ဆိုထိုင်းနေပြီးသူတို့ဝတ်တွေကိုပေါ်ပေါ်ပါပါဖြတ်သွားသလိုမျိုးလေတိုက်တန်ကြားရတယ်သူလိုက်တော့ဂျေးမုံဟောင်းကမိကိုရောင်အလင်းတန်းလေးတွေထွက်နေရဲ့မိုက်ခနဲလင်းလိုက်မိုက်ခနဲမောင်သွားတဲ့အခါတိုင်းဂျေးမုံထဲမှာသူတို့9ယောက်ရဲ့ပုံရိပ်တွေမဟုတ်ပဲအဖြူရောင်ဝတ်စုံဟောင်းနဲ့မျက်နှာမဲတကောင်ရဲ့ပုံရိပ်တွေပေါ်နေရဲ့ပုံရိပ်တွေကလက်တွေဆန့်ထုတ်နေတယ်လို့ပါအာကိုမင်းမောင်အော်မထွက်နိုင်လို့မီဂျေးမုံတဲကမျက်နှာမဲ့ပုံရိပ်တွေထွက်လာပြီးအိတ်နေတဲ့သူငယ်ချင်းတယောက်ချင်းစီဖြည်းဖြည်းချင်းရွေ့လာနေရဲ့ဇူးဇူးရဲ့ခြေထောက်ကိုအေးဆက်တဲ့လက်တစုံထိတယ်အာကိုမင်းမောင်အော်မထွက်နိုင်လို့မီဂျေးမုံတဲကမျက်နှာမဲ့ပုံရိပ်တွေထွက်လာပြီးအိတ်နေတဲ့သူငယ်ချင်းတယောက်ချင်းစီဖြည်းဖြည်းချင်းရွေ့လာနေရဲ့ဇူးဇူးရဲ့ခြေထောက်ကိုအေးဆက်တဲ့လက်တစုံထိတယ်